Hi 皆さんこんにちはကျွန်တော်ဒီနေ့မှာပေါ့နော်ဘိုးဘတွေကိုစေးတိုက်တဲ့ခါမှာဘယ်လိုစကားပြောလေးနဲ့ပြောမလဲပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့လေ့လာကြည့်ကြမယ်နမူနာစကားပြောလေးပေါ့နော်အဲ့တော့ဒီပင်တိုင်းဘိုးဘွားနာမည်ကတော့တနာခဆန်ပဲပေါ့နော်တနာခဆန်နဲ့ပဲကျွန်တော်လေ့လာကြတာပါဗျာအဲ့တော့ကြည့်ကြအောင်ဟာမီကဒီခါကျတော့ဘဘအရင်စပြောတာဟာမီကခိနီကောကတဲ့ဟာမီကခိသွားကြရအောင်တဲ့ဟာမီကခိဆိုသွားတိုက်တာပေါ့နော်အဲ့တော့သွားကိုတိုက်သည်ဆိုရင်ဟာမီငါခုနဲ့ပြောတယ်ပေါ့နော်ဟာမီငါခိဆိုရင်သွားတိုက်ခြင်းပေါ့နော်အဲ့တော့သွားတိုက်ဖို့သွားရအောင်တဲ့ကျွန်တော်တို့ကဗာပြန်ပြောလဲဆိုတော့ဝင်နဲ့ဗာပြန်ပြောလဲဆိုတော့ဟာမီငါခိですねတဲ့နော်သွားတိုက်တာလားတဲ့ကိုကမသာ item 9 desk ကရာတဲ့ဒီသွားတိုက်တဲ့နေရာကပေါ့နော်အဲ့တော့မအားသေးရမလို့အခုဆိုတာအားတယ်ပေါ့နော်နေရာလွတ်တဲ့item 9ကြတော့မအားဘူးပေါ့နော်နေရာမလွတ်ဘူးတဲ့မလွတ်သေးရမလို့တဲ့自分の部屋にしましょうかတဲ့ကျွန်တော်ဒီကိုယ့်ရဲ့ခန်းထဲမှာပဲလောက်ကြမလားတဲ့သွားတိုက်တာကိုလောက်ကြမလားတဲ့ဆိုတော့တနကဆန်ဗာပြန်ပြောလဲဆိုဟဲရပါတဲ့တိုးဤတာခါတာကိုနေရှိမစီရောတဲ့အခန်းပြေမှာဝေးလို့တဲ့နော်ဒီမှာပဲလုပ်မယ်တဲ့ဒိုင်းကျော်ဘူးအဆင်ပြေတယ်တဲ့မာချီမတ်တဲ့စောင့်ပါမယ်တဲ့အဲ့တော့はいそしたらဟုတ်ပါပြီပေါ့နော်ဒီလိုဆိုလို့ရှိရင်စခိငါအိုက်တာရာနေခုံလွတ်သွားလို့ရှိရင်ပေါ့နော်また声かけしますねတဲ့ဒီဥစ္စာပေါ့နော်အတန်ပေးပါမယ်တဲ့ရှော့ရှော့မချီကူရာဆိုင်ခဏဆောင်ပေးပါတဲ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ကသူဘယ်လိုပြောရမလဲသူ့ကိုရွေးချယ်ခွင့်ပေးတယ်ပေါ့နော်အကျိုးအကြောင်းကိုရှင်းပြတယ်ဒီစကားပြောလေးမှာကျွန်တော်ဘာလို့သိစေချင်လဲဆိုရင်ဒီအခန်းမှာပြန်လှုပ်လို့ပါတော့ပေါ့နော်ကျွန်တော်တို့ကဒီလိုမျိုးမပြောဘူးပေါ့နော်အခန်းကိုသွားကြအောင်ပါညာဒီလိုမျိုးမပြောဘဲနဲ့ဒီဖြစ်နေတဲ့အခြေအနေတစ်ခုကိုရှင်းပြတယ်ပေါ့နော်ဒီမှာရှော့ရှော့မချီကူရာဆိုင်ဆိုပြီးကျွန်တော်တို့ကတန်းမပြောဘဲနဲ့ပေါ့နော်သူရွေးချယ်ခွင့်တွေပေးတယ်ဒီမှာတော့လူမလို့တေကိုခန့်အောင်သွားဆိုတဲ့အခန်းမှာလုံးမလားဆိုတာမျိုးပေါ့နော်အဲ့တော့သူရွေးချယ်ခွင့်ပေးတယ်သူကဘယ်လိုရွေးချယ်လဲဆိုတော့မရဘူးသူကဒီမှာပဲလုပ်မယ်โอเคဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဘာမှစောရကမတက်တော့ဘူးအဲ့တော့သူစောင့်မယ်ဆိုရင်စောင့်ပေါ့နော်ဒါမျိုးလေးပေါ့နော်အဲ့တော့သူ့ရဲ့ရွေးချယ်ခွင့်ကိုကျွန်တော်လေးစားတယ်ဆိုတာမျိုးလေးကိုဒီစကားပြောလေးမှာကျွန်တော်တို့တွေ့ရမယ်ပေါ့နော်အဲ့ဒါလေးပါပဲနော်အဲ့တော့နောက်တစ်ခုကဒီမှာနော်သူ့ကိုခုံလို့ရင်လာပြောရမယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ပြောခဲ့တယ်ပေါ့နော်ဆိုတော့ဒါလေးပေါ့နော်ကွဲခါခဲ့ရှိမှစနေဆိုအတန်ပေးပါမယ်လာပြောပါမယ်ဆိုတဲ့အဓိပ္ပာယ်နော်ဆိုတော့လေးမှတ်ထားရင်အဲ့တော့9မိနစ်လောက်ကြာကြတော့တနာကဆန်နဲ့အိုမာတာဆက်ရှိမှရှာနော်အဲ့တော့ဆောင်းတိုင်းစီခဲ့မိပါပြီဒီစကားပြောလေးပြောတယ်နော်ဆိုတော့ဒါလေးလည်းသတိထားဖို့လိုတယ်ဆမ်မန်ကျော်တဲ့ဒီမျက်နှာတက်တဲ့နေရာပေါ့နော် more items ရောမလို့သေးဘူးဆိုရင် mata item 9ပေါ့နော်လွတ်သွားပြီဆိုလို့ရှိရင် more items ပေါ့နော်အဲ့တော့ဒါ mata နဲ့ more နဲ့အသုံးလေးနော်ဒါလေးလည်းစကားပြောမှာထည့်ပြောတင်တယ်ပေါ့နော်အဲ့တော့ more items ရောတဲ့ဒီဥစ္စာနော်မျက်နှာတက်တဲ့နေရာလွတ်သွားပါပြီတဲ့ဟာမီငါခိနီခိမရှော့ကဒီသွားတိုက်ဖို့သွားကြမလားတဲ့ဟိုက်အာရီဂါတိုတဲ့နော်ကျေးဇူးတင်ပါတယ်တဲ့အဲ့တော့ brush ဆိုတာဒီသွားတိုက်တယ်ပေါ့နော်အဲ့တော့ဟာမီငါခိကိုတဲ့သွားတိုက်စီကို skate ကိုခိမတ်နော်သွားတိုက်စီထည့်ထားပါတယ်ဒီအသုံးလေးမှတ်ထားနော်ဟာမီငါခိကို skate ကိုခိမတ်သွားတိုက်တယ်မှာသွားတိုက်စီလေးကိုထည့်ထားပါတယ်တဲ့ဒီအသုံးလေးမှတ်ထားနော်အဲ့တော့ gojiban တဲ့ကိုဘာသာကိုနော် kitchen တို့ဟာကိုမီငါခိမရှော့နဲ့ကိုဘာသာကိုသွားကိုတည်တည်ချာချာတိုက်ရအောင်တဲ့အဲ့တော့ဒီမှာပေါ့နော်ကျွန်တော်တို့ဘလို့ဒီမှာဒီဘာလို့ကိုဘာသာကိုတိုက်ခိုက်လဲဆိုလို့ရှိရင်ဒါသူ့ရဲ့နော် G research ရတဲ့ခေါ်ပါသူလုံးနိုင်တာလေလုံးစေတဲ့ဟာမျိုးပေါ့နော်လုံးနိုင်တဲ့လူကတော့ပုံမှန်ကိုဘာသာကိုတိုက်ခိုက်တာများပါတယ်နော်အဲ့တော့ ဤတဲ့ဘာရှိနေသူဆိုရင်လည်း gojiban တဲ့ဤတဲ့ဘာကိုခီလေးနီအာရတေကူရာဆိုင်ပေါ့နော်ဒါမျိုးလေးတွေပြောလို့ရတယ်နော်အဲ့လိုမျိုးလေးပြောကြပါအဲ့တော့ဒီမှာတော့ပြီးပြီပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဥစ္စာပေါ့နော်စာလေးနဲ့တော့ကျွန်တော်တို့ကဒီမှာဥစ္စာလေးပါတစ်ခါလေးပြောပြလိုက်မယ်နော်အဲ့တော့သွားတိုက်တဲ့အခါမှာသုံးတဲ့ဟာလေးတွေကျွန်တော်တစ်ချက်ကြည့်အောင်အဲ့တော့ကိုခုကေယာရောစပေါ့ဒီဒါသူ့ဘာသာသူမလုံးနိုင်တဲ့အခါမှာကျွန်တော်တို့ကူညီပေးရတဲ့အခါမျိုးမှာသုံးတဲ့ပေါ်တယ်ပေါ့နော်သွားတိုက်ပေါ်တယ်ဒါမျိုးလေးသုံးပါတယ်ကိုခုကေယာရောဂါစက်ကိုခုကေယာဆိုတာသွားတိုက်တဲ့အခါမှာသုံးသွားခရင်းတန်ရှင်းရေးလို့ခေါ်တာပေါ့နော်အဲ့တော့ဘာပါလဲဆိုတော့သွားတိုက်တာလို့နော်ရှာကိုတန်ရှင်းလုပ်ပြဒါမျိုးလေးတွေပေါ့အဲ့မှာဆိုရင်သုံးတယ်ဂါစက်ပတိစာလေးပေါ့နော်သွားတိုက်တဲ့အခါမှာပါဇက်တန်ရှင်းလုပ်တဲ့အခါမှာသုံးတယ်ပတိစာပေါ့အဲ့တော့ dandaru frosu ပေါ့နော်သွားကြားတိုက်ဒီဂျိုဒါမျိုးလေးရှိရနော်ဂျပန်မှာရှိပါတယ်ရန်တရားဆိုင်မှာလည်းဝယ်လို့ရတယ်နော်အဲ့တော့ star brush ရှိနော်ရှာကိုချစ်တဲ့နော်ရှာချစ်တယ်လို့ပဲပြောရမလားရှာတိုက်တဲ့ bread လို့ပဲပြောရမလားနော်အဲ့လိုပြောရမယ်အဲ့တော့ gargrubism ပေါ့နော် gargrubism ဆိုတာကျွန်တော်တို့ဒီဥစ္စာပေါ့နော်ထွေးကန်ကွက်ကျွန်တော်ဥကိုင်းဥခဲလို့လည်းခေါ်တယ်ပေါ့နော်ဥကိုင်းဆိုတာကပလုတ်ကျင်းတာပေါ့နော်အဲ့တော့ဥခဲခံတာပလုတ်ကျင်းတဲ့အောင်ခံတဲ့ခွက်ပေါ့နော်ဥကိုင်းဥခဲလို့လည်းခေါ်တယ်ပေါ့နောက်တစ်ခုကကြာ ireba kesu သွားတိုက်တဲ့အခါမှာ sorry
ကျွန်တော်သွားအတူပေါ့နော်သွားတူထည့်တဲ့ခွက်ဤတဲ့ပါဆိုသွားအတူဂိရှိလို့လည်းပြောတယ်ပေါ့နော်အဲ့တော့ဟာအိုမီငါခုသွားတိုက်သည်ခုချီကိုစူးစူးငူပလုတ်ချင်းနီပေါ့နော်ဒီမှာရေနဲ့ပလုတ်ချင်းနဲ့ဆိုရင်မီဇူးပေါ့မီဇူးလေးထည့်လိုက်ပေါ့နော်ရင်နွေးနဲ့ပလုတ်ချင်းနဲ့ဆိုရင်အိုးချတဲ့စူးစူးငူပေါ့နော်ဒါမျိုးလေးပြောလို့ရပါအဲ့တော့ပလုတ်ချင်းတော့ကျွန်တော်လည်းပြောလဲဆိုရင်ဥဂိုင်းစုလူပေါ့နော်ဥဂိုင်းစုလူဆိုတာဥရဲ့ခါအိုက်ခါဤပေါ့နော်ဥဂိုင်းစုလူပလုတ်ချင်းဒီပေါ့နော်ဆိုတော့အဲ့ဒါလေးလည်းမှတ်ထားဖို့လိုပါတယ်ဆိုတော့အမတလက်စားတယ်ပေါ့နော်ဒါလေးပါတစ်ခါလေးထည့်ပြောလိုက်ပါမယ်သွားတိုက်တယ်ဆိုတော့မရဲ့ပါရှေသွားအခုပါအတွင်းသွားအီတိုခီရီပါပေါ့နော်တဆွဲခွေးသွားလို့လည်းခေါ်တယ်တဆွဲလို့လည်းခေါ်တယ်ပေါ့နော်အိုရရှိတာစုအန်ဆုံးသွားဘာဖြစ်လို့ဒီအန်ဆုံးသွားတွေကမိဘတွေမသိတော့ဘူးပေါ့နော်အန်ဆုံးသွားပေါက်တဲ့ချိန်ကျတော့အသက်တွေကြီးလာတော့မိဘတွေကိုကအသက်ကြီးလာချိန်မှာအန်ဆုံးကပေါက်တာဆိုမိဘတွေမသိတော့ဘူးပေါ့နော်အဲ့တော့အိုရရှိတာစုလို့ခေါ်တာတဲ့အဲ့ဒါကြောင့်မလို့အဲ့တော့ဥယျာနောဟာအပေါ်သွားစတနောဟာအောက်သွားပေါ့နော်ဘဲရိုရှာစတာလို့လည်းခေါ်တယ်ပေါ့နော်အဲ့တော့ဟာဂုခိတဖောဟာနိခုလို့လည်းခေါ်တယ်ဟာနိခုဆိုတာမှာသွားရဲ့ကြွတာပေါ့နော်အဲ့လိုလည်းခေါ်တယ်ဟာဂုခိလို့ခေါ်တဖုံးလို့လည်းခေါ်တယ်ပေါ့နော်မရှိဘသွားပိုးစားယောဂဟာရှုပြောတဖုံးယောဂပေါ့နော်အဲ့တဖုံးယောဂမှာဘာပါမလဲဆိုလို့ရှိရင်တဖုံးကသွေးထွက်တာတို့နော်အဲ့ဒါမျိုးလေးပါမှာပေါ့တဖုံးရောင်တာတဖုံးနာတာမျိုးလေးပါတယ်ပေါ့နော်ဟာနိခုအန်ဒါတဖုံးရောင်တာပေါ့နော်သူ့ရဲ့တီးတန့်ကိုခေါ်တာတဖုံးရောင်တာတီးတန့်ကိုပဲဟာနိခုအန်လို့ခေါ်တယ်ပေါ့နော်အဲ့တော့စကီဟဆိုတာသွားကျဲနေတာပေါ့နော်အဲ့တော့ဒေပသွားခေါ်နေတာเนาะဒါလေးတွေကဘူးဒရာအနေနဲ့ထည့်ပေးထားပါတယ်เนาะစောက်ထဲမှာတော့ဒါတွေပါပြီပေါ့နော်စောက်လေးကအခုဝယ်လို့ရနေပြီเนาะမြန်မာမှာဆိုရင်တော့ဝယ်လို့ရနေပြီဂျပန်မှာဆိုရင်တော့ကျွန်တော်တို့ပရီယော်ဒါတင်မတင်လို့ရှိရင်ဒီဂျပန်ရောက်ကျွန်တော်မှားထားတယ်ပေါ့နော်အဲ့တော့အဲ့ဒါရောက်လာတော့မှပဲစာရောင်းပြမှာပဲအဲ့တော့ဟုတ်ပြီเนาะအဲ့တော့သွားတိုက်တာပြီအမှန်တကယ်ကကျွန်တော်စေးတိုက်တာကိုရင်လာမှာပေါ့နော်အဲ့တော့သွားတိုက်တာလေးကိုအခုကြောင်းမြန်တော့ဖြစ်သွားတယ်ဆိုပေမဲ့နော်အဲ့တော့စီးတိုက်တဲ့ခန်းလေးကိုကျွန်တော်ဆက်ကြည့်အောင်အဲ့တော့နမူနာစကားပြောလေးနဲ့ပေါ့နော်ကျွန်တော်စီးတိုက်တာလေးကိုဆက်ကြည့်မယ်အဲ့တော့ဖွားရေတဲ့ကျွန်တော်ဘိုးဝင်တဲ့အတန်ပေးတယ်ပေါ့နော်ဒါနာခဆန်တဲ့ဒါနာခဆန်ရေရှခုငေါနော်ခုစုဒီယာရီမတ်တဲ့နော်အဲ့တော့ထမင်းစားပြီးရင်တောက်မယ်ဆေးရှိပါတယ်တဲ့တချို့ဘိုးဘွားတွေကြတော့ထမင်းမစားခင်တောက်မယ်ဆေးလည်းရှိတယ်ထမင်းစားပြီးတော့တောက်မယ်ဆေးလည်းရှိတယ်ပေါ့နော်နှစ်မျိုးရှိတယ်ဆိုတော့အဲ့ဒါကိုမှတချို့ရဲ့ကျွန်တော်တို့ဘယ်လိုပြောသွေးတိုးသမားsorry စီးကြိုသမားတွေပေါ့နော်တိုးနီယောပြောသမားတွေဆိုလို့ရှိရင်တစ်ခါနော်ကျွန်တော်တို့ထမင်းမစားခင်ဘိုက်ကိုတစ်ခါထိုးတဲ့ဆေးလေးရှိသေးတယ်နောက်ဖို့တော့ကောင်းတယ်ပေါ့နော်ဟိုနေ့တိုင်းတော့မဟုတ်ဘူးအဲ့ပါ2ရက်3ရက်တစ်ခါတော့နော်တစ်ပတ်တစ်ခါတော့ဒါမျိုးလေးတော့ဒါတွေကတော့သူ့ရဲ့အဖွားဖိုးဘွားရဲ့အခြေအနေနဲ့လိုက်မှာပေါ့နော်ဒါတွေကသူနိုင်ပြည့်ပဲသိရတော့ကျွန်တော်တို့မသိပါဘူးဆိုတော့ထားပါတော့နော်အဲ့လိုမျိုးတွေဆေးရှိတယ်အဲ့တော့ရှခုကောလားရှခုဇန်လားရှခုကောလားဗောနော်ရှခုကြီးမရလားဗောနော်ထမင်းမစားဂေါဟန်မရလားဂေါဟန်အတူလားဗောနော်အဲ့တော့ထမင်းမစားခင်လားထမင်းစားပြီးဘယ်ဆေးရှိလဲဗောနော်ရှင်းလဲရှိတဲ့ဆေးဟိုပြောပြီးတော့တိုက်ဗောနော်အဲ့ဒီမှာဆိုရင်တော့ရှခုကောတော့ခုစုလီတဲ့နော်ထမင်းစားပြင်တော့မယ်ဆေးရှိပါတယ်တဲ့အဲ့တော့ဆေးမျိုးစားလေးကိုပဲကျွန်တော်တစ်ခါလေးရှင်းပြတယ်ချောဆေးဆိုင်တဲ့စီရောတဲ့ဒီအစာရင်ကိုညှိပေးတဲ့ဆေးဗောနော်အစာရင်ဆေးလို့ပဲပြောပါတော့နော်အဲ့တော့အဲ့ဒါဖြစ်ပါတယ်တဲ့နော်မီမရှော့ကာတဲ့နော်ဒီတောက်ကြမလားတဲ့အဲ့တော့ဥစားပေါ့နော်တနကစဟိုင်းတောက်ပါမယ်တဲ့အိုခိုစရီကိုနော်မှုမရင်ဒီစေမတောက်ခင်မှာတဲ့အရှော်နီခါကူနေရှိမဆန်ကတဲ့နော်ဒါမှလည်းအရှော်နီခါကူနေရှိမဆိုစေမှားတိုက်တာဖြစ်မှာစလို့ပေါ့နော်အဲ့တော့စေးတိုက်တဲ့ခါမှာကျွန်တော်တို့ကသတိထားရတယ်အဲ့တော့ဘလို့ပုံမှန်အခြေခံကတော့ဘလို့ခါကူနေလောက်လဲဆိုရင်ကိုရင်ကြည့်လိုက်တယ်စေငါဒီဖို့တနခါဆန်တိုက်မယ်ဆိုလို့ရှိရင်တနခါဆန်နာမည်အပြည့်စုံပေါ့နော်တနခါပါလေမီချီကိုတို့ပါတော့ပေါ့နော်သူ့နာမည်ပြည့်စုံအဲ့လိုဖြစ်မှာဆိုရင်ဒါငါတနခါမီချီကိုဆန်စေမနက်စာစီပေါ့နော်ထမင်းစားခင်ထမင်းစားပြီးရင်တောက်မယ်စီโอเคပြီးလို့ရှိရင်ဘယ်နေ့ပဲရဒီနေ့ဒီရက်ကစီပေါ့နော်မှန်လားကိုကအရင်စစ်လိုက်တယ်စစ်ပြီးတော့နောက်ဝန်ထမ်းတစ်ယောက်ကိုစစ်ခိုင်းတယ်ပေါ့နော်အဲ့တော့ဘေးကလောက်ဖို့ကိုင်းမှာပေါ့ဟဲ့နော်လူတစ်ယောက်ပေါ့ခေါ်လိုက်ပေါ့ဟဲ့နံပါတ်5သူ့ဆေးကိုတိုက်တော့မယ်ပေါ့နော်ဒီဆေးမှန်လားတစ်ချက်ကြည့်လိုက်ဆိုရင်သူကကြည့်ပေးတယ်โอเคဆိုရင်သူကခက်ခုင်းရပြီဆိုလို့ရှိရင်ဟိုသွားတိုက်ဖို့သွားတယ်ပေါ့နော်အမှန်ရင်ဖွားရှိလို့ရှိရင်ဖွားအဲ့လိုမျိုးအတိစိတ်အဲ့လိုကောင်းတဲ့ဥနောက်ကောင်းသေးတဲ့သူဆိုလို့ရှိရင်အဲ့တော့သူနဲ့တစ်ခါထပ်စစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့3ခါလောက်စစ်လိုက်ရင်စေးမှားတိုက်ဖို့လုံးဝမမှားတော့ဘူးပေါ့နော်ဆိုတော့အဲ့လိုတကယ်လို့ဖွားမပြောတဲ့ပြန်မပြောနိုင်တဲ့သူဆိုရင်ခုနက2ယောက်တိုက်တာနေပြီမယ်2ယောက်စစ်တာနေပြီမယ်ဒါကျွန်တော်လုံလောက်ပါတယ်နော်အဲ့တော့ဘိုးဘနဲ့တစ်ခေါက်ထပ်စင်တော့လုံးဝမမှားတော့ဘူးပေါ့ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်တို့ကစစ်တိုက်တဲ့ခါမှာစစ်ဆေးဖို့လိုအပ်ပါတယ်အဲ့တော့ဒီမှာဆိုရင်စစ်ဆေးပုံစံသေးနည်းတွေကိုကျွန်တော်နမူနာပြထားပါတယ်နော်အဲ့တော့ okozori တဲ့နော်မူမိုင်အရှော်နီခါခုနေရှိမဆန်ကတဲ့နော်အရှော်နီခါခုနေရှိမရှော်ပေါ့နော်အတူတူစစ်ကြရအောင်တဲ့ကျော်ကနန်နီချီနန်ယောဘီဒက်စကဒီနေ့ကဘာနေ့ဘာရက်လဲတဲ့
အဲ့တော့ဖဖပြန်ပြောတယ်ပေါ့နော်今日は2月の何日だけနော်2月の何日だけပေါ့နော်အဲ့တော့ तू ကလောက်တော့တည်တယ်ရက်ကိုတော့မှတ်မိပေါ့နော်ဘိုးဘတွေတော့ပြက်ကရင်ကြီးရလို့လည်းမဟုတ်တော့လေအဲ့တော့မတည်ဘူးတဲ့သူက今日はတဲ့2月の12日木曜日ですよတဲ့အဲ့တော့ဒီနေ့က2လပိုင်းရဲ့12ရက်နေ့ကျွန်တော်နော်ဘယ်နေ့လဲဘာရက်လဲပေါ့နော်ဆိုတော့အဲ့ဒါလေးပဲတစ်ခါလေးရှင်းဘယ်လလဲပေါ့နော်တစ်ခါလေးရှင်းပြလိုက်တယ်မကူရောပြီတဲ့နော်အဲ့တော့ဂျာတာပရင်းနေဖြစ်ပါတယ်တဲ့ကိုချီရာနီခိုင်တမတ်ရောတဲ့ခိုင်တမတ်နေပေါ့နော်ဒီမှာစိတ်လေးကိုပြပြဒီမှာရေးထားပါတယ်တဲ့ဟိုနမရဲ့မို့အတက်မတ်ကတဲ့နော်နာမည်လဲကြိုက်ပါရဲ့လားတဲ့နာမည်လဲနော်ဟိုနမရဲ့မို့အတက်မတ်ကဆိုတာနာမည်မှန်ပါရဲ့လားတဲ့ဆိုတော့တာနာကကျန်သူ့နာမည်ပြန်ရွတ်ပြရအောင်တာနာကယောရှိယောဒက်စနေတဲ့နော်သူ့နာမည်ဟုတ်တယ်သူ့နာမည်ပေါ့နော်တာနာကယောရှိနိုပေါ့နော်မှန်တယ်တဲ့ဆိုတော့ကျွန်တော်တို့ကဝန်ထမ်းကနေပြီးတော့ step ကနေပြီးတော့ではchú shop ကတော့ခုစုရီကိုနော်မီမရှော်နဲ့ဒီလိုဆိုလို့ရှိရင်နေ့လည်စာစားပြင်တော့မယ်စီပေါ့နော်ဟောက်ကြရအောင်တဲ့ဟိုချမို့တို့ဆိုရင်းနှီးကွက်လေးပါနော်ရင်းနှီးလည်းဒီမှာပါတဲ့အဲ့တော့တနခါကျန်ဗာပြန်ပြောလဲဆိုရင်အာရီဂါတိုတဲ့ကျေးဇူးတင်ပါတယ်တဲ့ကောခွန်းတဲ့နော်တောက်လိုက်ပြီတဲ့မျိုးချလိုက်ပြီပေါ့နော်အဲ့တော့ကျွန်တော်ကအဲ့ချိန်မှာချိုဖိုးဝိုက်ရရှိရပေါ့ဂရင်းထဲမှာငုံထားတာလူလေးတော့မှထွေးထုတ်တာမျိုးတွေရှိတဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာလုံးဝထက်စစ်မယ်ပေါ့မို့နော်မီကိုမီမတ်တာကတဲ့နော်မီကိုမီဆိုတာမျိုးချတာနော်အဲ့တော့မျိုးချပြီးသွားပြီလားတဲ့အခုကြည့်ရောမီဆက်တဲ့ခုရဲမတ်ကာတော့ဘာလဲသုံးလို့ရတယ်ဟိုမကြည့်အခုကြည့်ရောနော်မီဆက်တဲ့ကူရာဆိုင်ပေါ့နော်ဒီမှာတော့ပြပါဆိုပြီးပြောတယ်ပေါ့နော်အမှန်တကယ်တော့ကျွန်တော်မီဆက်တဲ့မိုရာမတ်ကာတို့မီဆက်တဲ့ခုရဲမတ်ကာတို့သုံးလည်းပဲโอเคနော်ပြောလို့ရပါတယ်အဲ့ဖဖအားတဲ့ဗျာဟာပြတယ်ပေါ့နော်အဲ့တော့ဝင်နေနေပြီးတော့ hi ရှိကာရီနော်မေတာですねတဲ့နော်ကောင်းကောင်းတောင်းနိုင်ခဲ့ပါတယ်တဲ့ありがとうございますကျေးဇူးတင်ပါတယ်တဲ့ဆိုတော့စေတော့မဲ့ချက်တွေကဒီမှာဆိုရင်ဒီသင်ခန်းစာမှာဆိုကျွန်တော်သတိထားမှာနော်စေတိုက်တဲ့အခါမှာဆိုလို့ရှိရင်စေမှားတိုက်တာဖြစ်တတ်တယ်နော်ဖြစ်နေကြတာပဲဆိုတော့ဖြစ်တတ်တယ်ဆိုတော့အဲ့တော့ကြောင့်မအရင်ကသတိထားတင်တယ်ပေါ့နော်အဲ့တော့ကိုတိုင်းလည်းပဲအရင်ဆုံးစစ်မယ်ပြီးရင်တခြားလူလည်းပြမယ်ပြကြလူမရှိဘူးဆိုရင်ဘိုးဘနဲ့စစ်မယ်ပေါ့နော်အဲ့တော့ဘိုးဘလည်းပြန်မပြောတတ်ဘူးကိုတယောက်တည်းပဲစစ်ရမယ်တိုက်ရမယ်ဆိုလို့ရှိရင်တော့တေချာပေါ့နော်သူ့ကိုလည်းမတိုက်ခင်မှာကိုက sorryသူ့ဘောစေးပြင်စေးတိုက်ဖို့ယူလာတဲ့ချိန်မှာလည်းပဲကျွန်တော်တစ်ခေါက်စစ်မယ်အဲ့တော့သူ့ကိုတိုက်ခါနေမှာလည်းတစ်ခေါက်ထပ်စစ်မယ်ပေါ့နော်အဲ့လိုတစ်ခါလင်မှာကျတော့2ယောက်ရှိတယ်အဲ့တော့တစ်ယောက်ကစစ်လာပြီးတော့မင်းသူ့ကိုတိုက်လိုက်တော့ဆိုကိုဘေးနောက်လာချသွားတယ်ဆိုတော့အဲ့ချိန်မှာလည်းကိုကတခါခက်ကူးနေလို့ပြီးတော့တခြားတိုက်ပေါ့နော်ဆိုတော့တေချာတော့စေးကိုမပေါ့ပါနဲ့နော်အဲ့တော့ကိုကဘာစေးပါနေမှလည်းမသိဘူးလေနော်အဲ့တော့မတဲ့တဲ့စေးဖြစ်နေလို့ရှိရင်အသက်အန္တရာယ်ရှိတာမလို့စေးတိုက်တဲ့ခါမှာဆိုလို့ရှိရင်တေချာခက်ကူးနေလို့ပြီးတော့တိုက်တွန်းလိုက်ပါတယ်ဗျာအဲ့တော့ဟုတ်ပါပြီကျွန်တော်ဒီနေ့တော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါပါနော်ဆူကီနိုတိုကနေမှာတာအိမ်မှာရှော့